နားထောင်ထားမယ်ဆိုလို့ရှိရင်နောင်မိမိကုသိုလ်ကောင်းမှုတွေလုပ်လို့နတ်ပြည်ရောက်သွားလို့ရှိရင်ဒီစကလုံးလေးကြားလိုက်တာနဲ့ဟာငါကြားဘူးတဲ့စကလုံးပဲဆိုပြီးတော့အသိစိတ်ကြီးပြန်ပေါ်တယ်ဒါစာတဲ့ပေထဲမှာဒီတိုင်းဆိုထားတာရှိတယ်နော်သောတာနုကတသုတ်ဆိုတာမြတ်စွာဘုရားဟောထားတဲ့သောတာနုကတသုတ်အမတ်တမဲ့မနေပဲနဲ့သာသနာတော်နဲ့ကြုံတွေ့တဲ့အခါမှာတရားဓမ္မအပေါ်မှာအမတ်တမဲ့မနေပဲနဲ့အခုလို့ဆင်ញင်သုံးသပ်ပေးတာခန္ဓာကိုယ်နဲ့တွဲတာဒါကိုပဲပြောတာခန္ဓာဉာဏ်ရောက်လို့ပြောဘာပြောအင်္ဂလိပ်လိုပြောတော့ apply လုပ်တယ်လို့ခေါ်တယ်နော် apply လုပ်တယ်ဆိုတာဘယ်လောက်ကြာအောင်လုပ်အောင်မလဲဒီလိုဆိုလိုတာမဟုတ်အသိဉာဏ်ရောက်သွားရင်ဒါ apply ဖြစ်တာလက်တွေ့အသုံးချလိုက်လက်တွေ့အသုံးချမှုသည်အချိန်ဘယ်လောက်ယူရမှာလဲဆိုတာလည်းမဆိုလို့အသိဉာဏ်လေးဟာခန္ဓာနဲ့ဆက်ဆက်ပြီးတော့သွားရင်တန်ဖိုးအမှန်တမ်းရှိတယ်လို့ဆိုလိုတာပေါ့အေးကောင်းပြီမြတ်စွာဘုရားကဘယ်လိုဟောတော့ဆိုတော့ယောဘိက္ခဝေရူပတ္တဥပ္ပါရောဒုက္ခတေသောဥပ္ပါရောမြတ်စွာဘုရားဟောပုံကရူပတ္တဥပ္ပါရောရုပ်တရားရဲ့ဖြစ်ပေါ်လာမှုဟာဒုက္ခတဥပ္ပါရောဒုက္ခရဲ့ဖြစ်ပေါ်လာမှုပဲဆိုကြတဲ့ကဒုက္ခဆိုတာဒီနေရာမှာတခြားကိုပြောနေတာမဟုတ်ဘူးဒီခန္ဓာကိုပဲပြောနေတယ်ဆိုတဲ့အဓိပ္ပာယ်ရောက်ဓမ္မပဒပါဠိတော်မှာတော့နတ္ထိခန္ဓာသမဒုက္ခလို့ဒုက္ခထဲမှာဆိုရင်ခန္ဓာဟာအဆိုးဆုံးခန္ဓာနဲ့တူတဲ့ဒုက္ခမရှိဘူးလို့ဒီလိုခေါ်တယ်ဟောတန်ရုပ်ပါဠိတော်မှာကြတော့တို့တွေရတာဘာရတာဘာဖြစ်လာတာလဲဆိုရုပ်ခန္ဓာကိုရုပ်ရတယ်ယောဘိက္ခဝေရူပတ္တဥပ္ပါရောရုပ်တရားရဲ့မိမိတဏ္ဍာမှာဖြစ်ပေါ်လာမှုရူပခန္ဓာရဲ့ဖြစ်ပေါ်လာမှုဟာပါလေဒုက္ခတေသောဥပ္ပါဒောဒုက္ခရဲ့ဖြစ်ပေါ်လာမှုဧသောအဲ့ဒီရူပခန္ဓာရဲ့ရုပ်တရားရဲ့ဖြစ်ပေါ်လာမှုဟာဒုက္ခတဥပ္ပါဒောဒုက္ခဖြစ်ပေါ်လာခြင်းပဲလို့ဆိုတော့ဘဝကိုဒုက္ခလို့ရှုခိုင်းတာပဲမြတ်စွာဘုရားကဲချက်ပြီးတော့ကြည့်လိုက်ရုပ်ခန္ဓာတွေရတယ်ဆိုတာဘာတွေရတာတော့မေးကြည့်လိုက်တဲ့အခါဘုန်းကြီးတို့တွေတခုစီကြည့်လိုက်မယ်ဆိုလို့ရှိရင်အသုံးဝင်တာတွေကအရင်စားကြည့်လက်တွေ့အသုံးဝင်နေတာဘာလဲမျက်စိဒါဖြင့်မျက်စိရလာတာဘာရတာတော့လို့ဘုရားတရားတော်နဲ့ကိုယ်ကရှုမြင်သုံးသပ်မယ်ဆိုရင်တို့မျက်စိရလာတာဟာဒုက္ခရလာတာပဲလို့ဒီလိုပြောကဲဟုတ်မဟုတ်ကိုစဉ်းစားကြည့်မျက်စိရလာသည့်အတွက်ကြောင့်မျက်စိနာတယ်ဆိုတာဖြစ်တယ်လေမျက်လုံးကန်းတယ်ဆိုတာလည်းမျက်စိရတဲ့လူအတွက်ကြောင့်လူတွေကတော့မျက်စိလေးရှိသည့်အတွက်ကြောင့်ပျော်ကြတာပေါ့မျက်စိရှိတော့လာတာပါတာလည်းမြင်ရတယ်မလာတာမပါတာလည်းမြင်စရာရှိတာလည်းမြင်မျက်စိအသုံးဝင်မူလားဆိုအသုံးဝင်အများကြီးအသုံးဝင်မျက်စိရှိသည့်အတွက်ကြောင့်တယ်လီဗီရှင်းကြည့်လို့ရတာပေါ့လူငယ်တွေဆိုမျက်စိအသုံးဝင်တာမျက်စိရှိသည့်အတွက်ကြောင့်လာတာပါတာတွေကုန်ကြည့်နိုင်တော့အဲ့ဒီလိုအသုံးဝင်ပါရဲ့အသုံးဝင်တာလေးတွေကိုကြည့်မယ်ဆိုလို့ရှိရင်အကောင်းလို့ပဲမြင်ရမှာသို့တော့ဒီမျက်စိဟာဒီတိုင်းနေသလားလို့ဆိုတဲ့အခါကျတော့မျက်စိဟာဒီတိုင်းမနေအလုံးသိတဲ့အတိုင်းနော်ကလေးငယ်လေးဘဝကရထားတဲ့မျက်စိတစ်နှစ်ပြီးတစ်နှစ်ရင့်လာပြီးတော့နောက်ဆုံးကြတော့သက်60 80 80ရောက်သွားတဲ့အခါကျတော့မုံဝါးတွေမဖြစ်ပေဘူးလားဖြစ်သွားတယ်ဒါဖြင့်မျက်စိရတဲ့ဒီအသုံးဝင်မှုဟာတခဏလားထာဝရလားလို့မေးလို့ရှိရင်ဘယ်လိုပြောခဏပဲအဲ့တော့ဒီခြားထဲမှာလည်းကြည့်လိုက်အောင်မျက်စိနာလို့မျက်စိမှုံလို့နဲ့ဆိုပြီးတော့ဆေးကန်းတွေသွားကြရတယ်မျက်မှန်တွေတက်ကြရတယ်ဟောဒုက္ခရောက်တဲ့ပုဂ္ဂိုလ်တွေအများကြီးပဲ
မျက်စိနဲ့ပတ်သက်ပြီးလင်းမရလို့ဒုက္ခရောက်တဲ့ပုဂ္ဂိုလ်တွေများတယ်အဲ့တော့ဒီမျက်စိရတာဟာဒုက္ခရကဘာမှာမျက်စိယောဂဖြစ်ပြီးတော့ဒုက္ခခံရတဲ့ပုဂ္ဂိုလ်တွေအများကြီးပဲအဲ့တော့မြတ်စွာဘုရားကဆိုလိုတာကကြည့်နော်မျက်စိကြောင့်မျက်စိကိုလုံးဝအသုံးမဝင်ဘူးလို့ဒီလိုပြောတာမဟုတ်ဘူးကဲမျက်စိရလာပြီရလာတဲ့မျက်စိကိုအမိပြုပြီးတဲ့အခါမှာလူတွေဟာမျက်စိကိုအကြောင်းပြုပြီးတော့ကုသိုလ်ရတာနဲ့အကုသိုလ်ရတာဘယ်ဟာများမယ်ထင်နော်ဩမျက်စိရတာကိုအကြောင်းပြုပြီးတော့ငရဲကျသွားတဲ့ပုဂ္ဂိုလ်တွေလည်းအများကြီးပဲဘာဖြစ်လို့လဲဆိုမျက်စိနဲ့မြင်တဲ့အာယုံနောက်ကိုလိုက်ပြီးတော့လောဘဖြစ်တယ်ဒေါသဖြစ်တယ်ဟောလောဘဒေါသတွေဖြစ်တဲ့အခါကျတော့လောဘကြောင့်ဖြစ်တဲ့ကံတရားတွေဒေါသကြောင့်ဖြစ်တဲ့ကံတရားတွေဟာမကောင်းတဲ့အပင်ငရဲအပယ်ဆင်းရဲကိုပို့ပေးသည့်အတွက်ကြောင့်ဒီတန်တရားထဲမှာနေမွန်းသွားကြမျက်စိနဲ့မြင်ပြီးတော့ဆင်းရဲဒုက္ခရောက်တာအကုသိုလ်တွေအများကြီးဖြစ်တယ်မျက်စိဆိုတာကိုအသိစိတ်ကိုမျက်စိနဲ့မြင်ပြီးတော့ဖြစ်ပေါ်လာတဲ့စိတ်တရားတွေကိုမထိန်းနိုင်ဘူးတတိနဲ့ပညာနဲ့ထိန်းချုပ်ထားခြင်းမလုပ်နိုင်ဘူးဆိုလို့ရှိရင်မျက်စိကနေပြီးတော့အကုသိုလ်တွေဖြစ်တယ်အကုသိုလ်တွေဝင်လာအဲ့တော့အကုသိုလ်ဝင်တာဆိုရဲဒါမျက်စိကပေးတဲ့ဒုက္ခတွေပဲပေါ့တာမန်ဒုက္ခတွေမကြည့်နဲ့မျက်စိနာတယ်ဆိုတာလည်းဒုက္ခပဲမျက်စိမှုန်တယ်ဆိုတာလည်းဒုက္ခမျက်စိကျိန်းတယ်ဟောဒုက္ခတွေအများကြီးဒါကတာမန်ပေးတဲ့ဒုက္ခအလေးနဲ့ဒီတဲ့ထားပြီးတော့စဉ်းစားကြည့်လိုက်မယ်ဆိုလို့ရှိရင်မျက်စိနဲ့မြင်ပြီးတော့အကုသိုလ်တွေရတာကပို့ပြီးတော့ဒုက္ခပေးရရောက်တယ်အဲ့ဒါကြောင့်ပို့ပြီးတော့အပင်ငရဲကျသွားတယ်ဆိုဟောမျက်စိကနေပေးတဲ့ဒုက္ခပဲဒါကြောင့်မို့မြတ်စွာဘုရားကတန်ရုပ်ပါဠိတော်မှာဟောတာယောဘိက္ခဝေစက္ခုတ္တဥပ္ပါရောဒုက္ခတေသောဥပ္ပါရောအေးမျက်စိရလာတာဒုက္ခဖြစ်လာတယ်လို့မထင်လေနဲ့ဒုက္ခဖြစ်တာပဲဟောမျက်စိရတာဘာရတာတော့မေးရင်ဒုက္ခရတယ်လို့ပဲပြောရမယ်ဒီလိုဟောတာအဲ့တော့ဘဝကိုရှုမြင်သုံးသပ်လိုက်မယ်ဆိုရင်အတူချုပ်ပြီးတော့ပြောလိုက်တော့ဘဝကြီးတစ်ခုလုံးကိုခြုံငုံပြီးတော့ perspective အနေနဲ့စဉ်းကျင်စဉ်းစားကြည့်လိုက်လို့ရှင်ဒုက္ခလို့ပြောစရာအမှန်တမ်းနည်းပြီးတော့ဒုက္ခလို့ဘာဖြစ်လို့လဲဆိုရင်နောက်ဆုံးအဆုံးသတ်ဒုက္ခနဲ့ပဲအဆုံးဒုက္ခနဲ့အဆုံးမသတ်ဒုက္ခနဲ့ပဲအဆုံးသတ်သွားမယ်အေးဒါကြောင့်မို့လို့နတ္ထိခန္ဓသမဒုက္ခလို့မြတ်စွာဘုရားဟောတာဘဝဒုက္ခရှုမြင်သုံးသပ်ကြအဲ့ဒီတိုင်းပဲလူတွေမှာအသုံးဝင်တဲ့နားဆိုတာရှိနားကိုအကြောင်းပြုပြီးတော့ကောင်းတာတွေမရဘူးလားရတယ်ဟုတ်လားအခုလိုတရားပွဲတွေမှာတရားနာခွင့်ရနားကိုအကြောင်းပြုပြီးတော့ကုသိုလ်တွေရတယ်ဒါမကောင်းဘူးလားကောင်းတယ်သို့တော့နားကပေးတဲ့ဒုက္ခတွေကအများကြီးပဲနားကိုအကြောင်းပြုပြီးတော့တခြင်းတန်လေးနားထောင်လိုက်ตาရလိုက်တွေ့တာလိုက်နဲ့ဆိုပြီးအကုသိုလ်တွေပွားတာအဲ့ဒါလို့ပွားလာပြီဆိုလို့ရှိရင်ထိုအကုသိုလ်တွေကိုအကြောင်းပြုပြီးတော့လူတွေဟာဒုက္ခရောက်ကြပြန်တယ်ပေါ့အဲ့တော့နားကလူတွေကိုချမ်းသာဒုက္ခကိုရစေတတ်တဲ့ကုသိုလ်ကိုဖြစ်စေတာအမတန်မှနည်းပြီးတော့ဒုက္ခပေးတာကများနေတယ်အဲ့ဒါကြောင့်မလို့နားရတာဟာလည်းပဲဒုက္ခရတယ်လို့ပဲပြောလို့ရထို့တူပဲဆင်ញင်စဉ်းစားကြည့်မြတ်စွာဘုရားက